ခြေထောက်နှစ်ချောင်းနဲ့ခွေးကလေးဒီခွေးလေးကတော့ထူးထူးခြားခြားခြေထောက်သုံးချောင်းနဲ့မွေးလာတာဖြစ်ပြီးဈေးမကောင်းစွာပဲကျန်းမာရေးခြေနေကြောင်းကျန်းခြေထောက်တစ်ချောင်းကိုပြတ်တောက်ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်သူကခြေထောက်နှစ်ချောင်းနဲ့ခွေးလေးဖြစ်သွားခဲ့ပြီးအံ့ဩစရာကောင်းလောက်အောင်ကိုသူကခြေထောက်နှစ်ချောင်းနဲ့လူတစ်ယောက်လိုကောင်းကောင်းလမ်းလျှောက်နိုင်ပါတယ်။ဒီခွေးလေးရဲ့သခင်နာမည်ကကျူပါဒီကောင်လေးကိုစမွေးတော့ပတ်ဝန်းကျင်ကဒီလိုခွေးမျိုးကိုမမွေးဖို့နဲ့အသက်ရှင်မှာမဟုတ်ဘူးလို့ပြောလင်းကြမှာထားဖို့ဝိုင်းပြောခဲ့ကြပါတယ်။ဒါပေမဲ့ကျူကတော့လုံးဝနားမထောင်ပါဘူး။သူကသူ့ခွေးလေးကိုဒီလောကဓာတ်ကိုကြော်ပြနိုင်လိမ့်မယ်လို့လုံးဝယုံကြည်ထားတာကြောင့်ဒီခြေထောက်နှစ်ချောင်းခွေးလေးကိုဖိတ်လို့နာမည်ပေးခဲ့ပါတယ်။ကျောင်းဝင်ရဒီခွေးဟာလမ်းလျှောက်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ကျူဟာဖိတ်ကိုတာမန်ဘွားမှာနေထိုင်နိုင်ဖို့အစွမ်းကိုကြိုးစားခဲ့ပါတယ်။ကျူရဲ့ယုံကြည်ချက်နဲ့ကြိုးစားမှုတွေကြောင့်ဖိတ်လေးဟာခြေထောက်နှစ်ချောင်းလေးနဲ့လူလေးလိုကောင်းကောင်းလမ်းလျှောက်နိုင်ပြီးတီးတောင်ပြေးနိုင်ပါသေးတယ်။နောက်ပိုင်းမှာတော့ဖိတ်ရဲ့တရင်ဟာဘေဘီကိုပြန့်နှံ့သွားခဲ့ပြီးစင်းုံတစ်ခုကနေဒဏ်ရာအဆစ်မှုတန်းဟောင်းတွေကိုယောင်းနှင်းချက်ပြန်ပေါ်လာအောင်ကူညီပေးဖို့ဖိတ်ကိုဖိတ်ကြားခဲ့ပါတယ်။ဒီလိုနဲ့ဖိတ်ဟာခြေလက်အင်ကဆုံးရှုံးထားတဲ့ဒဏ်ရာအဆစ်တွေရောက်300စီကိုသွားကခြေလက်တွေကိုဆုံးရှုံးရရင်တော့အကောင်းဆုံးကြိုးစားပြီးတော့ဘဝကိုရှေ့ဆက်ဖို့အတွက်အားမှန်နေပေးခဲ့ပါတယ်။2006ခုနှစ်မှာတော့အမေရိကန်စစ်တပ်ကနေဖိတ်ကို E5 တက်ချက်ဒီယာရုကိုပေးရခဲ့လိုက်ပါတယ်။အဲဒီယာရုကတန်မာပြီးတော့စိတ်ဓာတ်ခိုင်မာတဲ့စစ်သားတွေကိုပဲပေးရတာဖြစ်ပါတယ်။ခြေထောက်နှစ်ချောင်းရင်းနဲ့ဒီလိုအောင်မြင်မှုတွေရရှိနေတဲ့ဖိတ်ကိုကြည့်ရင်သူသခင်ကျူးတယောက်ဘလောက်တောင်ခုံနေနိုင်လဲဗျာခုနဆောင်တိုက်နီးမထုံးမဲ့လင်းစေတဲ့ညောင်ဒါကတော့ပပဝရီမဟုတ်ပဲညောင်မြောင်ဝရီလို့ပြောရမလားဒီကြောင်လေးကမောင်ထဲမှာလင်းအောင်လေးတောင်းပနိုင်တဲ့အစွမ်းရှိပါတယ်အကြောင်းအရာတော့နောက်17ခုနှစ်မှာဒိမန်မီနာရှင်တွေကသူ့ရဲ့ကိုယ်ထဲကိုမျိုးရိုးဗီဇတစ်ခုကိုထည့်သွင်းပေးခဲ့လို့ပါပဲအဲဒီမျိုးရိုးဗီဇဟာကြောင်လေးရဲ့ခန္ဓာကိုယ်ထဲမှာ fluorescent protein ဓာတ်တွေကိုဖြစ်ပေါ်လာစေပါတယ်အဲဒီ protein ဓာတ်ကို GFP လို့လည်းခေါ်ပြီးတော့သူ့ရဲ့လှုပ်ဆောင်မှုကတော့ကြောင်လေးကိုမဖျားမနာအောင်ကူညီပေးတာပါဒါပေမဲ့ဗီရုစ်ဆူတိုးအနေနဲ့ခုလိုမျိုးညဘက်မှာအကြောင်တွေတလက်လက်တောက်လာခဲ့ပါတယ်တကယ်တော့အဲ့ဒီမျိုးဗီဇဟာဂျယ်လီငါးရီစီကနေရတာပါအားလုံးသိတဲ့အတိုင်းဂျယ်လီငါးရီဟာ fluorescent protein ဓာတ်တွေကိုသွားဝတိုင်းထုတ်လွှတ်နိုင်တာမလို့သူတို့မှလည်းလင်းအောင်ထွက်နိုင်တဲ့စွမ်းရည်မျိုးရှိပါတယ်အကြောင်းရင်းတေချာမသိရင်တော့ဒီကြောင်လေးက super power တွေပိုင်းဆိုင်ထားတဲ့ super ကြောင်လို့ထင်ကျင်စရာပါပဲဗျဒီကြောင်လားကျွဲလားဒါကတော့2015ခုနှစ်မှာထိုင်းနိုင်ငံကရွာလေးတွေမှာတွေ့ရှိခဲ့ရတဲ့ထူးထူးဆန်းဆန်းသရဝဖြစ်ပြီးတော့သူ့ရဲ့ပုံရိပ်တွေကတစ်ကမ္ဘာလုံးကိုတုံလုံးခြောက်ထားသွားစေခဲ့ပါတယ်ဒီရွာကိုမြင်ရသူတိုင်းကဒါဟာမိကြောင်လားကျွဲလားဆိုပြီးတော့မခွဲတတ်ပဲအားလုံးစဝေးစွာတွေဖြစ်သွားရပါတယ်ဒီကောင်ကိုမွေးဖွားခဲ့သူကတော့မိခင်ကျွဲမာလီဖြစ်ပြီးအရင်ကမွေးဖွားခဲ့တဲ့ကလေးတွေကတော့ပုံမှန်ကျွဲလေးတွေဖြစ်ခဲ့တာပါဒါပေမဲ့ဒီကောင်ကတော့အသေးချာကြီးကိုပုံမှန်ကျွဲမုံမှန်မြင်သာနေပါတယ်သူမှမိကြောင်တစ်ကောင်လိုကြီးကိုရေပြားမျိုးရှိပြီးချောင်းသွေးကအချက်လိုက်ရွာလိုက်တွေဖြစ်နေပါတယ်လူတွေကတော့ဒါကျွဲနဲ့မိကြောင်မေးလိုက်ပြီးတော့မွေးလာတယ်လို့ယုံကြည်နေကြပြီးတဘာဝတိုင်းတွေးကြည့်လိုက်ရင်တော့ဒရိတ်ဆန်နှကောင်ကမေးလိုက်ဖို့အဆင်မပြေနိုင်ပါဘူးဗျဒေဗန်နီကြကြတွေးကြည့်မယ်ဆိုရင်တော့ဒါဟာမျိုးဗီဇချိုရင်းမှုတစ်ခုခုဖြစ်နိုင်ပြီးတိုင်တွင်းမှာဖြစ်ပွားတဲ့အရေးပြားယောဂတစ်မျိုးကြောင့်ဒီလိုထူးဆန်းတဲ့ပုံစံမျိုးဝေးလာတာဖြစ်မယ်လို့ခံမှန်းရနိုင်ပါတယ်ကြွက်သားနှစ်ဆနဲ့ဝေးဖွားလာတဲ့ခွေးတွေဒီခွေးလေးရဲ့နာမည်ကဝင်ဒီဖြစ်ပြီးတော့ထူးခြားချက်ကတော့သူကကြွက်သားနှစ်ဆနဲ့ဝေးဖွားလာတာပါလူပုံစံကိုကြည့်ရင်ဘာကိုတွေးမိတယ်လဲဆိုရင်ခွေးတွေသားလူတွေလိုဂျင်းဆော့ပြီးတော့ကြွက်သားတွေကြီးလာမယ်ဆိုရင်ဝယ်ဒီလိုပုံစံမျိုးတွေဖြစ်ကုန်ကြပါပါဝန်ဒီကတော့ကံကောင်းနေပဲပြောရမလားဘာလေးချင်းငန်းမှမလို့ဘာဝိတ်မှမမပဲကိုဗလာဒီဖြစ်နေတာကျွန်တော်တော့အားကြမိနေပါပြီဝန်ဒီရဲ့ကြွက်သားလေးချင်းဟာပေါင်60လောက်ရှိပြီးသူမှရှားပါတဲ့မျိုးဗီဇတစ်ခုကြောင့်ဒီလိုရှိတဲ့ကြွက်သားရဲ့နှစ်ဆဖြစ်နေရပါတယ်ခုချိန်မှာတော့ဝန်ဒီဟာဆုံးပါသွားပြီဖြစ်ပြီးတော့သူမဆုံးခင်မှာသူ့ကိုလေးလာစမ်းသပ်မှုတွေအများကြီးပြုလုပ်ခဲ့ကြပေမဲ့ဒီမျိုးဗီဇကွဲလဲမှုဟာဘာကြောင့်ဖြစ်ပေါ်လာတဲ့ဆိုတာကိုတော့အဖေမရှာနိုင်ခဲ့ကြပါဘူးဒါကြောင့်တေးကြတာတစ်ခုကတော့ဝန်ဒီဟာတသက်မှာတကောင်ပဲရှိတဲ့ရှားရှားပပခွေးလေးတစ်ကောင်ပါပဲရှင်လေးချောင်းနဲ့ပဲနောက်တစ်ခုကတော့နောက်ဆက်ခုနှစ်ခုနှစ်တုန်းကအင်္ဂလန်နိုင်ငံဟမ်ရှိုင်းယားမှာမွေးခဲ့တဲ့စတန်ဘီလို့ခေါ်တဲ့ဘဲလေးပဲဖြစ်ပါတယ်ဒီဘဲလေးကကျွန်တော်လေးချောင်းပါပြီးတော့လမ်းလျှောက်ဖို့အတွက်ကတော့သူ့ရဲ့အဓိကခြေထောက်နှစ်ချောင်းကိုသာအသုံးပြုပါတယ်ဒါပေမဲ့စတန်ဘီရဲ့ခြေထောက်ပုံနှစ်ချောင်းဟာဒါတာတော့ရှိမနေခဲ့ပါဘူးသူမွေးပြီးတော့တစ်နှစ်ကြာမှပဲသူ့ရဲ့ခြေထောက်တစ်ချောင်းဟာခြံစည်းရုံးနဲ့ညှပ်မိနေတဲ့အတွက်ကြောင့်ဖြတ်ပြရမယ်ခြေလေးမျိုးဖြစ်ခဲ့ပါတယ်အဲဒီလိုဖြစ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့အခြားခြေထောက်ပုံတစ်ခုကလည်းအလိုလိုပြုတ်ကျသွားခဲ့ပြီးခြေထောက်နှစ်ချောင်းနဲ့ပုံမှန်ဘဲလေးပြန်ဖြစ်သွားခဲ့ပါတယ်ကျွမ်းကျင်သူတွေကလည်းဒီဘဲလေးကဘာလို့ခြေထောက်လေးချောင်းနဲ့မွေးခဲ့လဲဆိုတာအတိအကျတော့မသိချပေမဲ့ရှားပါတဲ့မျိုးသတိပြောင်းလဲမှုကြောင့်လို့ပြောကြပါတယ်စတန်ဘီလိုမျိုးခြေလေးချောင်းရှိတဲ့ဘဲမျိုး2002ခုနှစ်ကဩစတြေးလျနိုင်ငံမှာလည်းရှိခဲ့ပူပါတယ်အဲ့ဒီဘဲလေးကတော့ဂျိတ်လို့ခေါ်ပြီးစိတ်မကောင်းစွာနဲ့ပဲဂျိတ်ဟာမွေးပြီးမကြခင်မှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ခေါင်းနှလုံးနဲ့မွေးနောက်ထပ်ခေါင်းနှလုံးနဲ့မွေးကိုကြည့်လိုက်ကြအောင်ပါခင်ဗျကျွန်တော်တို့ကတော့ခေါင်းနှလုံးမပြောပါနဲ့ခေါင်းတစ်လုံးနဲ့မွေးတွေ့ရင်တော့ကြောက်စရာကောင်းတာပါပြီဒီမွေးရဲ့ခေါင်းတစ်ခုကတစ်ခုကစားနေတယ်နောက်တစ်ခုကရေတောက်နေတာမျိုးရှာထုတ်တာမျိုးတို့ကိုတီးခြားစီလုံးနိုင်ပါတယ်ဒီခေါင်းနှလုံးနဲ့မွေးကိုကျွမ်းကျင်သူတွေကစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့တကယ်တော့ဒီမွေးဟာမှားဘူးမွေးဖြစ်ပြီးတော့
သူတို့ကဥထဲမှာရှိနေတဲ့အချိန်တုန်းကတကောင်နဲ့တကောင်ပေါင်းသွားခဲ့ပြီးအခုလိုမျိုးခေါင်းနှလုံးနဲ့ဖြစ်သွားခဲ့ရတာလို့ဆိုပါတယ်ခုလိုမွေးတကောင်မှာခေါင်းနှလုံးရှိတဲ့အတွက်ဘူကြောက်စရာကောင်းပြီးတော့အန်ရရှိတယ်လို့ထင်ရပေမဲ့တကယ်တော့စန့်ကျင်ဘက်ပါသူမှာအုံနောက်တစ်ခုရှိတဲ့အတွက်ကြောင့်တစ်ခုနဲ့တစ်ခုကသဘောထားကွဲလွဲနေတတ်ပါတယ်ဥမာပြောရရင်ဒီဘက်အုံနောက်ကတောင်ကိုသွားခြင်းဟိုဘက်ကမြောက်ကိုသွားကြတာမျိုးပါပြီးတော့သူတို့ကစကားလည်းမပြောတတ်တဲ့အတွက်ပူးပေါင်းမှုပို့ပြီးတော့ခက်ခဲစေပါလိမ့်မယ်ဂျိုင်းယန်ဝီဒါပွန်ကဆိုတာနယူးဇီလန်နိုင်ငံမှာပဲတွေ့နိုင်တဲ့အကြီးဆုံးအင်းဆက်တစ်မျိုးပါဒါပေမဲ့ဒီကောင်ကတော့အဲ့ဒီအင်းဆက်ထဲမှာမှအကြီးဆုံးဖြစ်ပါလိမ့်မယ်တင်းဘွားမှာတောင်ကြီးတဲ့အင်းဆက်မျိုးကိုတွေ့ဘူးလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ပါဘူးဗျဒါပြင်တွေ့ဘူးကြည့်သေးလဲရှိမှမဟုတ်ကြပါဘူးသူက3အောင်စားနဲ့ရှည်ကတော့20စင်တီမီတာထိရှိပါတယ်ဒါပေမဲ့ဒီကောင်ကိုမြင်လို့ဒါကတော့ကြောက်လန့်နေကြမလို့ပါဘူးအကြောင်းကတော့ဒီကောင်တွေဟာကျွန်တော်တွေးကျင်တော့မတွေးနိုင်မဲ့အလွန်ရှားပါတဲ့သရဝါမျိုးစိတ်ဖြစ်နေလို့ပါပဲ Cyclops Go နောက်ထပ်ပြောပြပေးချင်တာကတော့အိန္ဒိယနိုင်ငံမှာတွေ့ရှိခဲ့ရတဲ့ထူးထူးဆန်းဆန်းစိတ်တကောင်ချောင်းပါလွန်ခဲ့တဲ့နေ့နဲ့ငယ်လောက်တုန်းကပေါ့အိန္ဒိယပြည်မှာဂျိုသားတကောင်ပေါ်လာတဲ့ဆိုတဲ့သတင်းဟာအရက်၄မျက်နှာပြန့်နှံ့လို့နေခဲ့ပြီးကျွမ်းကျင်သူတွေလောက်စစ်ဆေးကြည့်တဲ့အခါမှာအဲ့ဒီဟာလူတွေထင်လို့ဂျိုသားမို့ပဲစိတ်တကောင်ဖြစ်နေခဲ့ပါတယ်ဒါမဲ့တာမန်စိတ်မျိုးပုတ်ပဲညလုံးတစ်လုံးနဲ့ပါတဲ့စိတ်ပါသူပုံစံကပြောရရင် H-Man ကားတွေက Cyclone နဲ့တော့တူနေပါသေးတယ်သူကမျက်လုံးတစ်လုံးနဲ့ပါတယ်ဆိုပေမဲ့တာမန်ဘဝမှာခဏတာတော့ရှင်းတန်သွားနိုင်ခဲ့ပါတယ်အဲ့ဒီစိတ်ရဲ့ခြေလေးကိုပြောရရင်ဖွေးမျိုးဆက်အုံနောက်ကဥကောင်းကုံကိုအုံနောက်နှစ်ချမ်းဖြစ်အောင်မခွဲနိုင်ခဲ့လို့ပါဒါကြောင့်မျက်လုံးတစ်ခုတည်းဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးဒီလိုခြေလေးမျိုးဟာစိတ်တွေမှာသာမကအခြားပရိစ္ဆာန်နဲ့လူတွေမှာတော့ဖြစ်လေရှိပါတယ်အဲ့ဒီစိတ်မှာထူးခြားတဲ့ချက်ကအဲ့ဒီမျက်လုံးတစ်ခုတည်းနဲ့မဟုတ်ပဲသူ့မှာမျက်တောင်နဲ့မျက်ရည်မရှိသလိုနားတစ်ဖက်နဲ့တွားတော်တော်များများလဲမပါရှိပါဘူးနောက်ပြီးတော့သူကမေးရိုးလက်ထိုးပြီးတော့အဖွင့်ပြိုးတဲ့နှာခေါင်းကိုလည်းဖိုင်ဆိုင်ထားပါသေးတယ်ဒါကြောင့်သူ့အနေနဲ့ခဏတာရှင်းတန်နိုင်ခဲ့တာကိုပဲကံကောင်းလာပြီလို့ဆိုရတော့မှာပါအေယာမပြည်ချင်းကတွေကသူ့ပုံစံနဲ့သူ့ကိုထူးခြားဆန်းပြားနေပြီးသားဖြစ်ပေမဲ့ဒီအေယာမပြည်ချင်းဒီကတော့အစစ်မှန်လို့ပြောရင်ဘယ်သူကမှယုံနိုင်မှာမဟုတ်ပါဘူးဝေလာ9လောက်ကြီးတဲ့ပြည်ချင်းဆိုတာဖြစ်နိုင်မှာမလားဒီအေယာမပြည်ချင်းကတော့အနီအောင်ရေပြားရှိပြီးအလုံးအင်အားကြီးတဲ့လက်တံတွေကိုပါပိုင်ဆိုင်ထားပါသေးတယ်ဒါလေးပဲလားဆိုတော့သူ့မှာလွန်ကြီးမားတဲ့မျက်လုံးကြီးလည်းရှိပြီးသူ့ကိုများကပင်လယ်မိတ်စာကြီးတို့တောင်မှတတ်မှတ်ထားကြပါတယ်အေယာမပြည်ချင်းရဲ့မျက်လုံးမှာကဘာမှာအကြီးဆုံးမျက်လုံးဖြစ်ပြီး10လက်မကျော်လောက်ရှိပါတယ်မျက်လုံးနဲ့မြင်အောင်ပြောရရင်တော့လူတယောက်ရဲ့မျက်နှာထပ်တောင်ကြည့်နေသေးတာပါဒီတော့ကိုမျက်နှာရွယ်စားလောက်ရှိတဲ့မျက်လုံးကြီးကကိုယ့်ကိုစိုက်ကြည့်နေတယ်လို့သာတွေးကြည့်လိုက်ပါဗျာဘလောက်ကြောချမ်းစရာကောင်းလိုက်မလဲသူတို့မျက်လုံးကြီးတွေကြီးရတဲ့အကြောင်းရင်းကတော့သူတို့တွေကပင်လယ်နက်ပိုင်းမှာနေထိုင်ကြတာကြောင့်ပုံမှန်မျက်လုံးရွယ်စားနေဆိုဘာမှကိုမြင်နိုင်မှာမဟုတ်ပါဘူးဒီကောင်ကြီးပဲရွယ်စားကြောင်းပြောရရင်တော့ဘေး60လောက်ရှိပြီးလီတော်တော်များများထက်တောင်ကြီးနေပါသေးတယ်ဒါပေမဲ့ဒီဘီချင်းငါးတွေဟာအလွန်တန်မာပြီးတော့ငမန်းနဲ့ဝေလာငါးတွေကိုပါတိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့နှမြောက်စရာကောင်းတာကဒီအေယာမဘီချင်းငါးတွေဟာလွန်ရှားပါပြီးအကောင့်100ကနေ1000လောက်ထိပဲရှိပါတယ်ဒါပေမဲ့သူ့ရဲ့တပ်ပုံကတော့2004ခုနှစ်မှာဂျပန်လူမျိုးသူတွေသနာပညာရှင်တွေပင်လယ်ထဲကနေရိုက်ကူးမိခဲ့တဲ့ပုံတပုံပဲရှိပါတယ်ညနာနှစ်ခုပါတဲ့ကြောင်ကလေးနောက်ဆုံးတစ်ခုကတော့မျက်နှာနှစ်ခုနဲ့ကြောင်ဖြစ်ပြီးသူကတော့ Frank နဲ့ Lewis လို့ခေါ်ပါတယ်ဒီကြောင်ကမျက်နှာနှစ်ခုရှိတဲ့အတွက်ကြောင့်နာမည်နဲ့နှစ်ခုပေးထားတာပါဒီလိုမျက်နှာနှစ်ခုနဲ့ကြောင်တွေကိုတော့ Janus ကဆိုပြီးတော့ဂျောမကမျက်နှာနှစ်ခုပါတဲ့ဖရားရဲ့နာမည် Janus ကိုယူပြီးတော့ခေါ်ထားတာပဲဖြစ်ပါတယ် Janus ကတွေကပုံမှန်အားဖြင့်တော့တတ်မရှင်နိုင်ကြဘူးဆိုပေမဲ့အန်ဝတ်စရာကောင်းစွာနဲ့ပဲ Frank နဲ့ Lewis ကတော့15နှစ်တောင်သက်ရှင်ခဲ့ပြီးတော့ကမ္ဘာစံချိန်ကိုချိုးသွားကြပါတယ်နောက်ထပ်အန်ဝတ်စရာကောင်းတာကသူတို့နှစ်ယောက်မှာတခြားကျန်းမာရေးပြဿနာတွေလည်းမရှိခဲ့ပါဘူးကျွမ်းကျင်တွေကတော့ခုလိုမျိုးမျက်နှာနှစ်ခုဖြစ်နေတာဟာတိုင်ထဲမှာတော့ကပရိုတိန်းထုတ်လွှတ်တာလွန်တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ Janus ကအများစုဟာတတ်မရှင်နိုင်တာဝမ်းနဲ့ဖို့ကောင်းတယ်ဆိုပေမဲ့ Frank နဲ့ Lewis ကတော့ဂျန်နဲ့မာမာနဲ့တက်ရှင်နိုင်ခဲ့တာဟာအံ့ဩဖို့ကောင်းတာမှန်ပါပဲ